မင်္ဂလာပါကလေးတို့ရေလက်တဲရန်ကုန်မီဒီယာ group ကနေကြိုဆိုပါရစေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပျော်ရွှင်စရာမျက်လှည့်ကဘာဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးတွေကအတိုင်းလက်တွေ့လှုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ကလေးတို့ရဲ့အုတ်ထင်းသူလူကြီးမိဘတွေကိုခွင့်တောင်းဖို့တော့လိုမယ်နော်ဗီဒီယိုလေးမကြည့်ရှုခင်လက်တဲရန်ကုန်မီဒီယာ group channel လေးကို subscribe လုပ်ထားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အန်ဩစရာအဆက်30ဒီလက်ကွက်နဲ့ကလေးတို့တငယ်ချင်းတွေကိုအံ့ဩသွားစေနိုင်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကအဆက်30စီပါတဲ့ဖဲလေးချက်အဆင့်1ဖဲလေးချက်ရဲ့အလယ်ကအဆက်တွေကိုအပေါ်ဘက်တည့်တည့်ထားပြီးမှန်ကန်အောင်နေရာချလိုက်ပါကြောင်းပြန်တစ်ချက်မှမဖြစ်ပါစေနဲ့အဆင့်2ကလေးတို့တငယ်ချင်းကိုဖဲတစ်ချက်ကောက်ခိုင်းလိုက်ပါသူကဖဲချက်ကိုကြံတဲ့ဖဲချက်တွေထဲပြန်ထားတဲ့အခါဖဲချက်ကိုထက်အောက်ဥတီယာဘက်ပြောင်းပြီးထားခိုင်းပါအဆင့်3ကလေးတို့တငယ်ချင်းကအသေးပုံပါတဲ့ဖဲချက်ကိုရွေးတယ်ဆိုပါတော့ဖဲမွေးရဲ့ဥတီချက်ပြောင်းပြန်ဖြစ်သွားပြီဆိုတာသတိထားမိလိမ့်မယ်အဆင့်4ကလေးတို့ကတစ်ချက်လောက်ဝှေ့ကြည့်လိုက်ပြီးလှည့်ထားတဲ့ဖဲချက်ကိုကောက်ကင်ပြလိုက်ရမယ်ကောင်းလိုက်တဲ့လှဲခွက်လို့အံ့အားသင့်သွားမယ်ဒီလှဲခွက်ကိုစမပြမီဖဲချက်အားလုံးပေါ်မှာအက်နဲ့အပေါက်ဖောက်ပြီးစင်တူမှတ်သားထားရမယ်ဒါမှမြင်လိုက်တာနဲ့ဘယ်ချက်ကပြောင်းပြန်ဖြစ်နေတယ်ဆိုတာကလေးတို့ရဲ့အမှတ်သားကိုကြည့်ပြီးမြန်ပြောနိုင်မှာပေါ့နောက်ထပ်လည်းပျော်ရွှင်စရာမျက်လှည့်ကဘာအစီအစဉ်လေးတွေတင်ဆက်ပေးအောင်ပါမို့လက်တဲရန်ကုန်မီဒီယာ group channel လေးကို subscribe လုပ်ထားပေးကြပါအောင်လို့ထပ်မံတောင်းဆိုချင်ပါတယ်